အမဒီနေ့ဘာတင်မလဲဆိုတော့ပေါ့နော်ဒီ Canva မှာ test အသုံးပြုနည်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်အမကအစတော့ဒီမှာပေါ့နော်ဒီ recent design ထဲမှာဆိုရင်အမရဲ့ဒီမှာကိုနေ့တော့နောက်လောက်တာတဲ့ဟာလေးရှိတယ် project လေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ဒီမှာပေါ့နော်test တွေအမကဒီထဲမှာရှိတဲ့စာသားတွေကိုအမကပြင်မယ်ပြင်ချင်တယ်ဆိုရင်အမတို့ဘယ်လိုစပြင်နေရလဲဘလို့အဲ့စာသားလေးကို scrap မှတ်လိုက်ပါ scrap မှတ်ပြီးတော့ဒီအောက်မှာကြည့်လိုက်အောက်မှာ font ဆိုတာလေးရှိတယ် font ကိုရေးလိုက်ပါဒီ font မှာအမတို့ဒီဘက်ညာဘက်ထောင်းမှာပေါ့နော်မြားလေးရှိတယ်အဲ့မြားလေးကိုနှိပ်လိုက်ရင်ဒီမှာ font လေးတွေစလာပါလိမ့်မယ်အဲ့ font လေးတွေကကိုကြိုက်တဲ့ font ကိုပေါ့နော်ရေးလိုက်ပါဒီမှာအမ font တစ်ခုရေးလိုက်မှဆိုရင်အပေါ်မှာပြောင်းသွားပြီပေါ့နော်နောက်တစ်ခုထပ်ရေးမယ်မပြောင်းသွားတယ်ပေါ့နော်ကိုကြိုက်တဲ့ font လေးကိုရွေးချယ်ပြီးတော့လေတုံးလို့ရပါတယ်အဲ့ဒါကြတော့ font လေးရွေးလို့ရတဲ့နေရာပေါ့နော်အဲ့ဆိုရင်အမက color မကြိုက်ဘူး color ပြောင်းချင်တယ်ဆိုရင် color လေးဝင်မယ် color လေးဝင်ပြီးဥမာပေါ့ picket color လေးရှိတယ်အဲ့ဒါလေးနဲ့ color လေးကိုပြောင်းလိုက်လို့ရပါတယ်အမက font size တွေကိုသေးချင်ရင်အမတို့က font size မှာပေါ့နော်သေးလို့ရတယ်ဒါဆိုအမ M ကိုအကြီးတောင်းလိုက်မှာပေါ့နော် morning routine with a cup of tea အဲ့ဆိုရင်ဒီမှာစာသားလေးရပြီပေါ့နော်မထက်ဘူးထပ်ပြောင်းအောင်မယ်နောက် font တစ်ခုကိုပြောင်းချင်လည်းပြောင်းရတယ်ပေါ့နော် font လေးကိုကြတော့ font နဲ့မှလာပြောင်းပါပဲ color ပြောင်းချင်တယ်ဆိုရင် color မှာပြောင်းမယ်color မှာပေါ့နော်ကိုလိုချင်တဲ့ color လေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတော့ကိုဒီကအစိမ်းရောင်လေးလိုချင်တယ်ဆိုရင်အစိမ်းရောင်လေးကိုcolor လေးထောက်လိုက်ဒီ pick ဒီဆေးဘယ်လိုပြောရမလဲစုပ်တန်လေးနဲ့ထောက်ပြီးတော့ယူလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်အမက font တင်မျိုးတင်မျိုးပြောင်းနေမယ်အမမကြမ်းမချင်း font လေးတွေပြောင်းနေတာပေါ့နော်ဒီမှာဆိုရင် font မှာအများကြီးပေါ့နော်အများကြီးပဲဟိုဘက်ကိုဆွဲကြည့်ရင် font တွေအများကြီးတွေ့ရပါလိမ့်မယ်ဒီ font လေးတွေဆိုလဲလှရတယ်ပေါ့နော် virtual font လေးတွေလှလေးကိုကြမ်းတဲ့ font လေးတစ်ခုကိုရွေးကြိုက်တာရွေးသုံးလို့ရတယ်ပေါ့နော်premium အတွက်ကတော့တချို့ဟာလေးတွေကကျတော့ pro တွေဝယ်သုံးမှပဲရမယ်ဘာတွေကြတော့အမတို့အလေးကားရတာပေါ့နော်အလေးကားကြိုက်တာသုံးလို့ရတယ် font လေးတွေကိုဒါဆိုရင်ဒါအောက်ကစာသားလေးတွေကိုလည်းပြင်ပါမယ် font လေးဝင်ပြီးတော့အမတို့ကြိုက်တဲ့ font လေးကိုရွေးမယ်font လေးကြိုက်တယ်ပဲမကြိုက်တဲ့ font လေးတွေကိုဝင်ရွေးလို့ရတယ်ပေါ့နော်ကိုစိတ်ကြိုက်ဝင်ရွေးလို့ရတယ်ဒါတွေကကြတော့ဒီ font လေးဆိုလည်းမဆိုးဘူးပေါ့နော်ဒါလေးပဲထားလိုက်ပါမယ်အောက်က paragraph လေးကိုလည်း font size လေးချိန်မယ် font size ချိန်မယ်ဆို font size မှာအမတို့ဒီမှာအတိုး short လေးတွေလည်းလုပ်လို့ရတာပေါ့နော်ကိုဘယ်လောက်ထားချင်လဲဒီ font လေးဆိုမဆိုးဘူးပေါ့နော်ဒါလေးထားပါမယ်နောက်ပြီးတော့ font size ကနည်းနည်းကြီးနေမှာနည်းနည်းပြန် short လိုက်လား20လောက်ပေါ့နော်ဒါဆိုရင်ချစ်လို့ကောင်းသွားပြီပေါ့နော်အဲ့မှာအမတို့ကအဲ့ color လေးပြောင်းတယ် color ကိုဒီမှာစိတ်ဓာတ်ဘယ် color လေးယူရင်ကောင်းမလဲ color picket solid color မှာ picket color picket လေးနဲ့ဒီလက်ဖက်ခွက်တွေကအနီရောင်လေးယူလိုက်မယ် okay ဒါလေးဆိုရင်တော်လိုက်တယ်ပေါ့နော်အစိမ်းနဲ့အနီရောင်လေးအဲ့လို light ယူလို့ရတယ်ကွာဒီသူ့ရဲ့အားပါချက်ကအဲ့လိုမျိုးပဲကိုထောက်လိုက်ရင်ပေါ့နော်color picket နေနဲ့ထောက်လိုက်တာလေဒီထဲမှာ color အရောင်လေးပြောင်းသွားမယ်ဒါဆိုရင်အရန်လှရတယ်ပေါ့နော်နောက်ကြည့်ရရင်အဆင်ပြေတယ်နောက်တော့ရက်ကြည့်မယ်ဆိုအမတို့ဘာမှလုပ်စရာမလိုဘူး slide ပဲဆွဲလိုက်ဟုတ်ပြီအမတို့ test မှာ test ကနေပေါ့နော်ဘာယူလို့ရလဲဆိုတော့ဒီ test စာကိုကတက်ရေးချင်တယ်မို့ကွာ
qua sa tata yi chine tụi mình yi vitamin nhiều chang tata mà yin chine rồi amado thì mà test số này học được chân thành lại ba yi test để mà bọn nó thì mà salon phone này thì em nhái suy đấy professional rồi tông mới à bọn nó thì professional mà không được hại rồi nó thì mà nó tông lui à bọn nó chỉ tông lui à đấy mà rồi thì phone phone này thì lắc lắc này thì test lắc lắc này thì em nhái ba đấy mà rồi đấy bỏ đã lưu chạy đấy 在တဲ့အတွက်အမအဲ့ဒါလေးကိုယူလိုက်မယ်ယူပြီးတော့ဒီစာသားလေးကိုအမပြင်မယ်ဘယ်လိုပြင်မလဲဆိုတော့ Canva ဆိုပြီးတော့ပြင်လိုက်ပါမယ် Canva အောက်က brand ကိုကြတော့အမ pro လို့ပြင်လိုက်ပါမယ်ဒါဆိုရင် Canva pro ဆိုပြီးတော့ရပါပြီဒီမှာအမတို့ font size လေးတွေချိန်မှာပေါ့နော် font size တစ်လေးလေးရကြတော့ဟိုအများဆုံးနဲ့ font size ဒါကြတော့အဲ့လိုမျိုးအမားတို့ font size ထက်စီလို့မရတော့ဘူးဆိုရင်ဘယ်လိုကြည့်ရမလဲဆိုတော့နှစ်ခုလုံးကို select မှတ်မယ် select မှဒီပဲနောက်ပြီးတော့ group တွေကိုနှိပ်လိုက်ပါနှိပ်ပြီးတော့အမားတို့ဒီတိုင်းလေးပေါ့နော် color လေးပြင် color ပြင်မယ်ဆိုရင်ဟို color လေးတွေလိုက်ယူလို့ရတယ်ပေါ့နော်ကိုစိုက်တဲ့ color လေးကိုကြီးတုံးလို့ရပါတယ်ဒီနှစ်ပြလေးပေါ့နော်အမကတော့နှစ်ပြလေးလေးလိုက်တယ်နှစ်ပြလေးကအရင်လှတယ်ပေါ့ဒီမှာလေအမတို့ပြောချင်တာကကျတော့ဒီ font ကိုကတော့ဆိုထပ်ပြီးတော့ကြည့်လို့မရတော့ဘူးနော် font size မှာတက်ကြည့်လို့မရတယ်ဆိုဘယ်လိုလုပ်လို့ရမလဲဆိုတော့အရင်ဆုံး A4 နှစ်ခုကို select မှတ်လိုက် select မှတ်ပြီးတော့အမဘယ်လိုဘေးကောင်းလာလေးကနေဆွဲချလိုက်ရင်လေသူ့font လေးကခီးသွားမှာပေါ့နော်အဲ့လိုမျိုးဆွဲချလို့ရတယ်အဲ့ဒါကကြတော့font အတွက်ပါformat ကနောက်ထပ်ပေါ့နော်စာတက်ရေးထက်ရေးချင်တယ်ဒီထဲကဟာတွေမရှိဘူးဆိုရင်အမတို့ဘာယူလို့ရလဲဆိုတော့အပေါ်မှာပဲheading ဆိုပြီးတော့ရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်လိုက်တယ်တစ်ချက်နှိပ်ပြီးတော့အမဘာယူလဲဆိုတော့ how to use Canva how to use Canva ဆိုပြီးတော့အမယူလိုက်ပါတယ်ဆိုအဲ့ဒါလေးကို select မှတ်မယ်အမတို့ font လေးပြောင်းမှာပေါ့နော် font size လေးကိုတိတ်လိုက်ပါမယ်နည်းနည်းအဲ့ဆိုကြည့်လို့ကောင်းသွားပြီပေါ့နော်ကာလာကိုကြတော့အနည်းလေးချလိုက်ပါမယ်နောက်တစ်ခုကကျတော့ text လေးကို select မှတ်ပြီးတော့ဒီဘက်မှာ format ဆိုတာရှိတယ် format တွေတစ်ချက်ဝင်နေပြီးတော့အိမ်မှာလေ bold ပထမဆုံး bold လား italic လားဒါမှမဟုတ် underline တားမှာလားဒါမှမဟုတ် extra italic လား underline တားမှာလားဒါမှမဟုတ်စာလုံးဖြတ်မှာလားဒါမှမဟုတ်စာသားတစ်ခုလုံးကိုအချီးပြောင်းမှာလားအဲ့လိုမျိုးတွေလုပ်ရတာပေါ့နော်အမကတော့ဘယ်လိုထားမလဲဆိုတော့ bold ထားလိုက်မယ် italic ထားလိုက်ပါမယ်ဒီလိုလေးဆိုရင်ကြည့်တောင်းသွားပြီပေါ့နော်အဲ့ဆိုရင်စာလေးတွေကကြည့်တောင်းသွားပြီနည်းနည်း alignment လေးတွေချိန်ကြည့်ပါမယ်အဲ့ဆိုရင်ဟုတ် select မယ်font လေးရသွားပါပြီပေါ့နော်